Hello အားလုံးမင်္ဂလာပါကိုစောဖူဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီကနေ့အလောက်ပိတ်ရက်မို့လို့ငပိသမင်းကြော်လေးကြော်စားကြမယ်နော်ငပိသမင်းကြော်ကိုကျွန်တော်ဘယ်လိုကြော်သွားမလဲဆိုတာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါနော်ဒါကတော့ကျွန်တော်တို့ပြင်ထားရမယ့်ပစ္စည်းတွေပါနော်ကြက်သွန်နီကြက်သွန်ဖြူငရုတ်တီးစိမ်းပါဒါကတော့ဝက်တောင်းထပ်တာပါဝတ်သားမကြရင်ကြက်သားဖြစ်ဖြစ်ပင်လယ်စားဖြစ်ဖြစ်တောင်းပြလို့ရပါတယ်နော်ဒါကတော့မနေ့ညကဂျန်တဲ့သမင်းကြမ်းပါဒါကတော့ပဇွန်စိမ့်စားငပိပါငပိကိုကျွန်တော်ရေနွေးနဲ့ရေရင်ဖြော်ထားလိုက်ပါမယ်ကဲကျွန်တော်တို့အားလုံးပြင်ဆင်လို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့တော့ချက်ကြရအောင်နော်စီပူလာရင်ကြက်သွန်ဖြူနဲ့ရုပ်ကြီးစိမ့်ကိုအရင်စီတပ်ပေးရပါမယ်ကြက်သွန်ဖြူလည်းအနက်မွေးလာပြီဆိုရင်တော့ကျွန်တော်တို့လှီးထားတဲ့ဝက်တောက်ထတာကိုအရင်ကြော်ပါမယ်ဝက်သားလည်းအနည်းငယ်ကြက်လာပြီဆိုရင်တော့ကျွန်တော်တို့ကြက်ဥနှလုံးကိုခောက်ထည့်လိုက်ပါမယ်ကျဲဥကအောက်ဘက်ချမှာအနေငယ်ကြက်လာပြီးမှကျွန်တော်တို့မှုပေးရပါမယ်เนาะအဲ့ဒါမှကျဲဥကိုဖတ်ဖတ်လေးဖြစ်မယ်เนาะကျဲဥလေးကြက်လာပြီးဆိုရင်တော့ကျွန်တော်တို့တချမ်းဖယ်လိုက်ပြီးရင်တော့စိမ့်စားငပိအရေးဖြောထားတာကိုထည့်လိုက်ပါမယ်တရားဒါအတွက်ကတော့ချုံမောက်အနေငယ်ထည့်ပါမယ်ပြီးလို့ရှိရင်ခရုပ်စီအနေငယ်ထည့်ပါမယ်နော်ငပိရေကိုရေခမ်းလာတဲ့အထိကျွန်တော်တို့ချက်ပေးရပါမယ်နော်အသားထဲအရသာဝင်သွားအောင်လဲကျွန်တော်တို့ရောသမတ်သွားအောင်မှွေပေးရပါမယ်နော်ဒီပြေးလေးမှွေပေးရပါမယ်ငပိရေကရေခမ်းစီပြန်လာပြီဆိုရင်တော့သမင်းချမ်းကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ကြက်တော်နေပပလှီးထားတာကိုထည့်ပြီးရင်တော့ရောသမားသွားအောင်မှွေပေးရပါမယ်စားကြပါဦးပလစ်ပတ်